အခုခီးစဉ်ကတောင်ကြီးကနေပင်တရကိုရက်ဆောက်လမ်းခွဲဘက်ကနေကျွန်တော်တို့သွားနေတာပါအစားထွက်တဲ့ဘက်မှာတော့ရှုခင်းနေရတော့တိတ်မရှိဘူးပန်းနှန်းခင်းနေတော့ရှိရဲဒါပေမဲ့ဒီဘက်ကတော့အခုလုံးလုံးဆယ်ကတော့လမ်းလည်းနည်းနည်းချင်းနဲ့ဒီဘက်ချမ်းလမ်းနေရနေဒီကလမ်းဖုံးသားတွေမပြေတာပေါ့နော်အောင်းလို့ကတော့ရတယ်ကတရလမ်းပဲဒီစီစီပဲဒီဘက်ချမ်းမှာတော့မောင်းတာသွားလာတာတော့နေတိတ်မရှိဘူးစိုက်ကလေးပိုင်းတော့သွားနေကြတာပဲအဲဟိုအဝင်နားမှာရောင်းနေဘယ်ဘက်ညာဘက်မှာလေပြောင်းမှုတွေလေးပုံမှန်တော့ရှိပါတယ်အဲ့ဒါတော့ဒီပြောင်းမှုဆိုရင်ဒါဆိုရင်တစ်ဖူးတစ်ထောင်ရှမ်းပြောင်းလေးသွား၅ဘူးရင်6000နဲ့၅ဘူးတော့မစားနိုင်တော့ဘူးလေထမင်းမှလွတ်မဲ့သဘောရှိတယ်ဒါလေးတွေဆိုရင်အမြဲတမ်းအဲ့ဘက်ဟဲဟိုဘက်ရောင်းဝယ်စားပြတယ်စားလို့လည်းပေါ့ပြောင်းမှုလေးတွေကစိတ်လေးတွေချယ်ရီပွင့်နေဟိုဘက်မှာချယ်ရီပင်လေးဒီမှာချယ်ရီနေရတော့ကွယ်သွားပြီဟိုဘက်ချမ်းရောက်သွားစီးပါဘူးနည်းနည်းကြဒါကကြောက်ထက်ကျွန်တော်တို့ဟဲဟိုးနဲ့ပင်တရချားထဲမှာဒီပေါ်ဆိုင်လမ်းခွဲမှာဒီကြောက်ထက်မျိုးကတော့အကြီးဆုံးပဲခုနရွာလေးကထွက်လာပြီးတော့ဒါပင်တရလမ်းခွဲရှေ့ကိုဆက်သွားပြီဆိုရင်ဟိုဘက်ဆက်သွားရင်ပေါ်ဆိုင်ပဲရောက်ကျွန်တော်တို့ကအဲ့တော့ဒီဘက်ကနေလမ်းခွဲရနေလိုက်တက်သွားရင်ပေါ်ဆိုင်ကျွန်တော်တို့ကဒါဘက်ကိုချိုးတာပင်တရဘက်ကိုကျွန်တော်တို့ဖြတ်နေတာတဲကုန်းရွာနောက်လမ်းခွဲရနေလေဒီထဲဝင်လာရွာဒီလမ်းထဲမှာဒါပေါ်စုံကျောင်းတိုင်းတဲ့ဒါပေါ်ဆိုင်ကြီးရွာအုပ်စုဒီဘက်မှာတောင်ကုန်းလေးပေါ်မှာဖျားတယ်သားပြချယ်ရီမြိုင်တိန်ကြီးကူတော်ရဆိုတော့ကလောမျိုးနဲ့ဆိုင်ပုံနဲ့ဒီမှာရှိရယ်သူကချယ်ရီတန်းနေကြီးပဲချယ်ရီတွေပွင့်လာပြီးတော့ဒီမှာတက်ဓာတ်ပုံလာရိုက်တဲ့လူတွေလည်းအများကြီးပဲလှလဲလှတယ်ချယ်ရီပင်တွေတော်တော်လှတယ်ဒီတောက်လျှောက်ကချယ်ရီပင်တွေကြီးပဲပွင့်လဲပွင့်နေတော့အကုန်လုံးဒီမှာလာပြီးတော့ဓာတ်ပုံတွေရိုက်ကြတာချယ်ရီတန်းတော့တောက်လျှောက်ပဲဘယ်ရောညအောင်ဒါပေမဲ့အရန်ပွင့်နေတာအခုဒီဘက်ရှေ့ဘက်ဒီပေါ့နော်တဝက်လောက်ကတော့အပွင့်နေတာအပွင့်နောက်ဘက်ကတော့တော်တော်နေသွားပြီဒီဘက်ချမ်းနေဆိုရင်တောက်လျှောက်ပဲပွင့်နေတာလေဒီဘက်ဒီချယ်ရီပွင့်နေတာအားလာတယ်ဝေးရောဝေးတော့ဒီနောက်ဘက်ခိုင်းလေးတွေကတော့အပွင့်နေနေနေသွားတယ်ဒီရှိမှာကတော့တော်တော်များသေးရဲ့ဒီပင်လုံးကြီးပါပဲချယ်ရီပွင့်နေရတယ်အရန်လှတယ်ဒီဘက်ရောက်အောင်တော့ဒီမှာဝင်ပြီးတော့ဓာတ်ပုံရှယ်ရိုက်လို့တော့ရတယ်တောက်လျှောက်ပဲချယ်ရီပဲဒီဘက်မှာဆိုင်းဘုတ်လေးရှိတယ်ပင်တရသူတဲ့ခုနကကျွန်တော်တို့ဖြတ်လာတဲ့ဘက်ကလေကုံလုံးဘက်ဆက်သွားတဲ့ဘက်လည်းရောက်တယ်ကုံလုံးပင်တရပင်တရမျိုးလည်းဝင်လာပါပြီဒါတနုကိုဝိုင်းအချုပ်ခွေရဒေတာပေါ့ပင်တရမျိုးကခုနတဲ့ပဲကြီးရွာထွက်တာတဲ့ဒီဘက်ချမ်းကိုကျွန်တော်တို့ဝင်လာပြီပင်တရမျိုးလေးကိုစီးမြေနေရတောင်းစင်ရပြီရှာငယ်တဲ့ရှာငယ်ကထွက်လာရင်ညာဘက်ကပင်တရမျိုးတွင်ဘယ်ဘက်ပြန်သွားရင်ဒီဘက်ကသွားရင်အောင်မန်းကိုပြန်သွားတာဒီလမ်းလာကျွန်တော်တို့ကမျိုးရင်းကိုသွားတယ်ပင်တရမျိုးလေးကိုဒါဘယ်ဘက်ကကျတော့ပုံတလုံးရင်ပင်တရရဲ့နာမည်ကြီးပေါ့ပုံတလုံးရင်ကျွန်တော်တို့ပုံတလုံးရင်ကဒီကစားတောက်ဆိုင်နဲ့နေပဲဥစိတ်တဲ့နာမည်ကထမင်းနဲ့ခေါက်ဆွဲကြော်ဆိုင်နဲ့
ရွှေဦးမင်းခုနမုံဦးနဲ့ဒီနီးသူရှိတယ်ရရပါဟုတ်တယ်ရောက်ပါပြီဒီမှာကုန်းလေးပေါ်မှာတော့ cottage house ဆိုပြီးတော့ဒီဘက်မှာဆိုင်ပုတ်လေးနဲ့ချစ်စရာတွေကျွန်တော်တို့ဝင်ချင်းလေးကားပါကင်ဝင်ပြီးတော့ဒီဘက်ကလေးချိုးလိုက်ယူထားတဲ့အခန်းဒီဘက်မှာဒီဟာအောက်ထပ်ပဲဆိုတော့ဒီလေးတညောက်9000ခွဲမနက်စာ breakfast ပါတယ် breakfast ကbuffet တော့မဟုတ်ဘူး a la carte တဲ့ဒါပေမဲ့ a la carte ပြင်မဲ့သူကများများပေါ့နော်သူကတီချာလေးစီစဉ်ထားတယ်စားလို့လေဟုတ်လားဒါကျွန်တော်တို့9000ခွဲတဲ့အခန်းမှာဝေးနာပဲအခန်းလေးကတန့်နေတာပင်တရားလေဒီဘက်မှာရောက်ရင်တော့ဒီကျွန်တော်တော့ recommend ပေးတယ် cottage house ပါလေသူတော်တော်များများလေးတဲကြပါတယ်ဒီမှာပြောရမယ်သူဒီဘက်ရောက်ရင်တော့ easy relax လုပ်မယ်ဆိုရင်တော့ဒီ cottage house ကတော့တော်တော်ကောင်းတယ်မိသားစုနဲ့လာတာပဲဖြစ်ဖြစ်ဟိုဘာကိုတွဲအနေနဲ့လာတာပဲဖြစ်ဖြစ်ပေါ့နော်ကိုကြီးစားနဲ့ပဲဖြစ်ဖြစ်ဘလို့ပဲဖြစ်ဖြစ်တဲလို့တော်တော်ကောင်းတဲ့နေရာကြီးအနားယူလို့ကောင်းတယ်ဒီဘက်မှာတော့သူ lobby နဲ့ restaurant ဟိုတွေနေထားတဲ့နေရာတော့ကြည့်မယ်နော်ကျွန်တော်တို့ဒါကတော့ကျွန်တော်မနေ့ဆိုရင် breakfast စားတဲ့နေရာ breakfast time ကတော့မနေ့9နာရီကနေ9နာရီခွဲထိသူတို့အချိန်ပေးတာဂီတာလည်းရှိတယ်ဘက်ကလည်းဒါအခန်းလေးတွေပဲတော့3ခန်းရှိတယ်ဆိုတော့ချမ်းကြအောင်ရှေ့မှာတော့ကျွန်တော်တို့ဒီဘက်မှာစပွဲရှေ့3လုံးတော့ခင်းပေးထားတယ်ရှေ့မှာတခုံဆို4တန်းပေါ့နော်အဲ့ဒါတော့မနေ့ဆိုရင်ကျွန်တော်တို့ breakfast time စားတဲ့ dining နေရာလေးပေါ့ဒီဘုံလေးချိန်တာဒီစီအနားယူခြင်းတော့ပင်တင်ရမှာလေcottage house ကတော့တော်တော်အဆင်ပြေတယ်ဒီမှာနော်တော်တင်ချင်းတို့ဘူးနွေးဆိုင်တို့တဲ့ကမ္ဘောဇာပန်ဘီလန်လေးကိုတက်သွားရမယ်ဒီတက်တာတက်ဟောလေညောင်မီတက်ပဲသူကညာဘက်ကလေးကိုဒီမှာကွေသွားနော်ဆိုင်ဘုတ်ကြီးလည်းရှိတယ်ဒီမှာတော်တင်ချင်းတို့နွေးဆိုင်ဆိုတဲ့ဆိုင်ဒီအိုင်တော့ညောင်မီတက်တဲ့ကနေညာချိုးပြီးတော့အပေါ်တက်လိုက်တာနဲ့ဒီမှာကုန်းလေးပေါ်မှာဆိုင်ရလေဒီမှာရောက်ပါပြီတူတန်းမဲ့ကြီးပဲပင်တရားမှာတော့စားကြတယ်အဲဒီလိုမျိုးလေးအိမ်လေးတွေဟိုဘက်ဒီဘက်မှာ
ဆိုင်ရတော့လူပြေးပဲစားရတဲ့နေရာလေးကလေဖျားကန်းလည်းရှိတော့ဖျားစင်လည်းရှိတယ်ဖျားစင်လည်းရှိဒီလိုလေးဝိုင်းတိုင်းတော့အလူအိမ်ရောက်နေလို့ပဲပုံစံလေး呀，没有爱苏卡子来行吗？我他们。 ဒီကကြော်စုံနဲ့ဒီကအာလူကြော်ရယ်ကောင်းချင်းကွက်ကြော်ရယ်ရှမ်းကျင်လေးရယ်မြူသီးကြော်လေးရယ်မြူသီးကြော်လေးရယ်ဒီဘက်မှာကောအလေးကပဲအနည်းနဲ့အချင်းလေးလောက်တာဒါခောက်ဆွဲရောတဲ့ဒါကြတော့တူတော့အကျော်နဲ့ရောထားတာဒါလေတူအကျော်နဲ့တူနဲ့ရောတုတ်တာတဲ့ကုတ်ကူဈေးတွေကလေမွေတော်ကတ်ကူဖျားဝဲနေကကတ်ကူဈေးတွေကတူတုတ်လဲဒါအကောင်းတယ်ဒီမှာလည်းအကုန်စားကြတယ်နေရမဟုတ်ဘူးဒီမှာလည်းစားကြတာစားကြည့်အောင်ကောင်းမဲ့ပုံနဲ့တွေ့ပါဒါတော့တူဘူးနွေကိုသူကကြတော့စံစည်းနဲ့မရအောင်ဂျုံခောက်ဆွဲနဲ့ပဲရတယ်တမျိုးစီပေါ့နော်တမျိုးစီပေါ့ဒေတာတစ်ခုမှာပုံစံတစ်မျိုးလေးဆိုကလိုကောင်းကြီးလို့အဲ့ဒီဘက်ကသူ့မွေးတွေနဲ့မတူဘူးမင်းကအဲ့ဒီကကူဘာလို့မဆိုင်ဟိုမွေတော်ကတ်ကူဈေးတွေကတူဘူးဟိုအနှစ်ကပဲနေလေဒါကောင်းတယ်လို့တူဘူးနေတာပုံစံမတူပုံစံမတူသူကတော့ခက်ခဲလေးဖြစ်သွားတယ်ဒီလိုခေဝါတံပြီးဘက်ကချမ်းကိုရီတူကူရတဲ့ဆိုင်းနဲ့ကျဲလာတူကအရသာလေးတော်တော်ကောင်းတယ်လက်ဆက်တာတူကအရန်စားလို့ချို့သူ့ရတာပဲကောင်းဟုတ်တယ်ကောင်းဘက်ကတူတုတ်ပုံလေးလို့ဟိုဒီတိုင်းစားလဲချို့စားလို့ကောင်းတယ်ပင်းလျက်ရောက်မှပဲကော်ဖီအစိမ်းကိုဒီတိုင်းပြန်စားတယ်အရသာရှိတယ်ရောင်းမှတော့ကော်ဖီကကြော်စားဖို့တော့မှအစိတ်ကူးမရှိတော့ဘူးလေရတာလည်းမရှိတော့ဘူးအရင်လိုမဟုတ်တော့ဘူးဒီတိုင်းကိုစားလို့ကောင်းကော်ဖီလည်းသူ့အရသာပြန်ရအောင်ဒါတစ်ချက်ကို1000ဒီဟာလေတစ်ချက်ကို1000တူဘူးနွေးတုတ်ကဒီဟာပါစားတပွဲကို2000ရွှေဦးမယ်အဝင်ကဘင်းကြီးတွေပဲဒီဘင်းကြီးရဲတာရွှေဦးမယ်ဖျားနဲ့ဒီဘက်လိုင်းကိုလာတွဲပြီးတော့မြင်ရတဲ့မြင်ပုံလေးထဲမှာမြင်စီလို့လည်းရတယ်အေးပေါ့တော့ရှောင်းစီးသေးပါကိုကြီးစီးကလေးတွေစီးပါတော့ဟုတ်ကဲ့ဗျာရင်းကဒီတစ်ပတ်စီးရင်9000နဲ့ပေါ်တက်အောင်အပုံသေးဘူးเนาะတက်ပဲသွားဒါဒီဘက်ကရန်ကြီးအောင်ဆူတောင်းပြဖေးဒီမှာရွှေဦးမြေလိုက်ဖေးသူရောက်ပါပြီရှေ့မှာဆိုကပ်ပါကဲရှင်မြေမောင်မတက်ခင်အောက်မှာရေချမ်းစင်ကျွန်တော်တို့ဒီလိုရေချမ်းစင်လေးတွေ့အောင်တော်တော်ကြာပြီကဲကျွန်တော်တို့ဇောင်းနှမ်းရမယ်တက်တော့မယ်
ညာဘက်ကတော့တက်လီကားနဲ့လူသိမ့်မကောင်းရင်တက်လီကားနဲ့တက်လို့ရတယ်ဒီဘက်ကတော့ကျွန်တော်တို့ရှူလှေကားနဲ့ပဲဆောင်းနဲ့တောက်လျှောက်တက်သွားမယ်ကျွန်တော်တို့ရှူမင်းဆောင်းနဲ့တဝက်ကရိုက်ထားတာအပေါ်ကနေပင်တရားမျိုးကိုလှမ်းပြီးတော့လေစီးမြင်နေတာဘိုးဘက်မှာမြင်နေရတာပုံတလုတ်ရည်တယ်olive နဲ့ဆိုရင်ဒီလိုပါလေကျွန်တော်တို့ရှူးမင်းလိုင်းတော့ပေါ်တော့ရောက်ပါပြီ။ဆောင်းလန်းအတန်းလေကလေးက140လောက်ရှိတယ်140နည်းနည်းကြောက်အောင်နော်။အဲ့ဒါနဲ့မတက်နိုင်ဘူးဆိုတော့ lift နဲ့တက်လို့ရပါတယ်။ဥမင်းအတွင်းထဲကိုစားဝင်နေမို့ဟိုရင်ပေါ့နော်လိုင်းကိုပေါ့သူကအဲကိုပေပေါင်း490ရှိတယ်တဲ့အဲဝင်ပါဦးဒီဟာလဲကြောက်ဟိုးအောက်ဖက်မှာချင်းချင်းလေးဖြစ်သွားရင်ရှီဆက်တင်နေဒါကူလန်းဆုံးနဲ့အခုတော့ဥမင်းအပြင်ဘက်ကညာဘက်ချမ်း lift ကိုသွားတဲ့လမ်းပေါ့နော်။ဒါကြောင့်တက်လီကာနဲ့ဆင်းရင်ဒီဘက်ကိုသွားပြီးတော့ဆင်းလို့ရတယ် view point လိုမျိုးအပေါ်ကနေကြည့်လို့လည်းရတယ်။ဟိုဘက်ကိုပြန်ဆင်းပါမယ်။ဒီဘက် view ကကျတော့ဟိုမှာပုံတလုတ်ရေကန်ဘက်ကိုမြင်ရတယ်။ကျွန်တော်အပေါ်တက်လီကာအပေါ်ကနေရိုက်ထားတာပေါ့နော်။အဲဒီဆောင်းနေဒီဘက်ကနေသွားရင်အဲဒီပင်တရ view point ဘက်ကိုသွားလို့ရတယ်ဒီဘက်ချမ်းနေခုနကကျွန်တော်တို့တက်လာတဲ့ကားနဲ့အောက်ကကားပါကင်ပေါ့အဲကျွန်တော်တို့ပြန်တက်လာတယ်လေဒီကတက်လာတဲ့ဆောင်းလမ်းဘက်ကိုပြန်ပေါင်းသွားမှာ lift နဲ့ထွက်လာတဲ့ဘက်ရစင်မီဘက်မှာလေအခါမဲ့ကျွန်တော်တို့ဖက်အပ်တဲ့စင်လေးတွေရှိပါတယ်ဒီဘက်မှာရှူးမင်ဖျားမှာအမိုက်ကိုလုံးဝမရှိဘူးအကုန်ရှင်းတန်းတာသူ့အမိုက်ဘုံထဲမှာပဲအကုန်အမိုက်ကကျွန်တော်လည်းဆူတောင်းပြီးရနော်2026မှာအားလုံးစိတ်ချမ်းသာကိုယ်ချမ်းသာရှိကြပါစေ